လုံခဲ့သောနှစ်ပေါင်းများစွာကတောင်ကူနယ်ရှိတောတီခိုခေါ်နတ်တောင်ရဲ့တောင်ဆောင်တစ်ဖက်မှာအသက်ကြီးသောအဖိုးအိုတူနေထိုင်နေခဲ့ပါတယ်။လူတွေကအဖိုးအိုကိုထော့မဲပါလို့ခေါ်ကြပါတယ်။ဒီအမည်ရဲ့အဓိပ္ပာယ်ကတော့ဝက်ဆွဲဤအရှင်လို့ဆိုလိုတာပါ။အဖိုးအိုရသားသမီးတွေဟာတောင်ဆောင်ပေါ်မှာတောင်ယာလုပ်ပြီးအသက်မွေးဝမ်းကြောင်းလုပ်နေကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အလွန်ကြီးမားတဲ့တောဝက်ကြီးတစ်ကောင်သူတို့ရဲ့လေယာတွေကိုမကြာခဏဝင်ရောက်ဖျက်ဆီးလာခဲ့ပါတယ်။တောဝက်ကြီးကြောင့်လူတွေအယမ်းဒုက္ခရောက်နေကြပြီမယ်။ဝက်ကြီးကကြီးလွန်းကြမ်းတမ်းလွန်းတော့ဘယ်သူမှမဟုတ်ဆိုးထွက်ပြီးသတ်ဖို့မဝန့်ကြပါဘူး။ဒီလိုနဲ့ထော့မဲပါကမိမိသားသမီးတွေဒုက္ခရောက်နေရတာကိုမြင်ပြီးစိတ်မချမ်းမသာဖတ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့အသက်ကြီးနေပြီဖြစ်ပေမဲ့သူတိလောက်သေးပဲတောထဲကိုဝင်ပြီးတောဝက်ကြီးကိုတွားရောက်ရင်ဆိုင်ခဲ့ပါတယ်။အချင်းအတော်ကြာတိုက်ခိုက်ပြီးနောက်ထော့မဲပါကတောဝက်ကြီးကိုတတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အယံမောပန်းသွားလို့ဝက်သေးကောင်ကိုအိမ်ထိမတဲလာနိုင်တော့ပါဘူး။အိမ်ပြန်ရောက်တဲ့အခါသားသမက်တွေကိုခေါ်ပြီးဝက်သေးကောင်ကိုတွားယူလာဖို့စေလွတ်လိုက်ပါတယ်။သားသမက်တွေကသွေးဆိုးနေတဲ့မြေပြင်ကျူးပဲ့နေတဲ့မြက်ပင်တွေကိုသာတွေ့ရပြီးဝက်သေးကောင်ကိုတော့မတွေ့ခဲ့ကြပါဘူး။သူတို့အံ့ဩပြီးအဖိုးအိုကဝါကြွားခဲ့တာလောက်ထင်ကြတဲ့ကအိမ်ကိုပြန်လာကထော့မဲပါကိုကဲ့ရဲ့ပြောဆိုကြပါတယ်။အဲ့ဒီအခါထော့မဲပါလည်းဒေါသထွက်လာပြီးဝက်ကိုတတ်ဖို့မင်းတို့မဝန့်ကြဘူး။အခုတော့ဝက်တီပြီးသားဝက်တောင်ယူမလာနိုင်ကြသလားလို့ပြန်ပြောလိုက်ပါတယ်။အငြင်းအခုံကိုအဆုံးသတ်ချင်လို့သူကိုယ်တိုင်ပဲဝက်တေကောင်ထားခဲ့တဲ့နေရာကိုပြန်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာလည်းဝက်တေကောင်ကိုမတွေ့ရတော့ပါဘူး။ပတ်ဝန်းကျင်ကိုလိုက်ရှာကြည့်တဲ့အခါနောက်ဆုံးမှာတော့ဝက်ဆွဲနှစ်ချောင်းသာတွေ့ရပါတယ်။အဲ့ဒီဝက်ဆွဲမှာတစ်ဖက်ကငွေရောင်နောက်တစ်ဖက်ကရွှေရောင်ဖြစ်နေပါတယ်။ဒီလိုနဲ့ဝက်ဆွဲအရှင်ဖူးထော်မယ်ပါဆိုပြီးခေါ်တွင်ကြပါတယ်။